Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့မှာတော့ကျွန်တော်တို့အသင်းရဲ့အပြောင်းရွှေ့သတင်းတစ်ခုအကြောင်းလေးကိုပြောပြသွားချင်ပါတယ်အဲ့ဒါကတော့အားလုံးသိကြတဲ့အတိုင်းပဲအတလန်တာအသင်းရဲ့ဘရာဇီးကျယ်ပွဲကစားသမားဖြစ်တဲ့အန်နာဆန်ရဲ့အပြောင်းရွှေ့သတင်းပါမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအပြောင်းရွှေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေအရဆိုရင်တော့ United ဟာအန်နာဆန်ကိုခေါ်ယူဖို့အတွက်ညရှင်မပြတ်စောင့်ကြည့်နေတယ်လို့သိရပါတယ်ဒါပေမဲ့ပြဿနာပါလဲဆိုရင်တော့ကျွန်တော်တို့ဂျမ်ဘတ်အသင်းဖြစ်တဲ့အာဆင်နယ်ကလည်းဒီကစားသမားလေးကိုခေါ်ယူဖို့ချင်းကပ်လာပါတယ်အာဆင်နယ်ဟာအန်နာဆန်ကိုသူတို့ရဲ့အဓိကကွင်းလယ်ပြင်မဲ့တစ်ခုအဖြစ်သတ်မှတ်လိုက်ပြီးယူရိုတန်း90နဲ့ယူရိုတန်း90ဝန်းကျင်နဲ့ကန်လန်းဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်ကဲကျွန်တော်နည်းနည်းလောက်စဉ်းစားကြည့်အောင်ခင်ဗျအန်နာဆန်ဟာဘာကြောင့် United အတွက်အရေးကြီးတာလဲဆိုတော့သူဟာကွင်းလယ်မှာကစားအားလည်းကောင်းပါတယ်ဘောလုံးဖြတ်ထုတ်တဲ့နေရာမှာလည်းတော်တော်လေးကိုတိကျပါတယ်ပြီးတော့ကွင်းလယ်မှာလောအားနှုန်းအရန်ကောင်းတဲ့ကစားသမားမျိုးပါ United ဘိုးအဖွဲ့ကလည်းကွင်းလယ်ကိုတကယ်ပြုပြင်ကျင်နေတာဆိုတော့အန်နာဆန်ဟာတကယ်ကိုခေါ်ယူတဲ့အပြောင်းအရွှေ့တစ်ခုလို့ကျွန်တော်ကတော့ထင်ပါတယ်ဒါပေမဲ့လည်းစိုးရိမ်စရာရှိတာကတော့ဂျိုင်ဘတ်အာဆင်နယ်အသင်းပါပဲသူတို့ကဘာကြောင့်လဲဆိုတော့သူတို့ချန်ပီယံလိဝင်ခွင့်တေချာတော့ရှိနေတာကြောင့်ကစားသမားကိုဆွဲဆောင်ဖို့ပုံမှုလွယ်ကူနေတယ်လို့သိရပါတယ်ကျွန်တော်တို့ United အနေနဲ့ကတော့ဒီကစားသမားကိုတကယ်လိုချင်တယ်ဆိုရင်တော့အာဆင်နယ်ထက်ပိုပြီးမြန်မြန်ဆန်ဆန်ခွင့်ယူနိုင်ဖို့လိုအပ်နေပြီလို့ထင်ပါတယ်အန်နာဆန်လိုကစားသမားမျိုးအတွက်ယူရိုတန်း90လောက်ပေးချေရမှာကတကယ်ရောကျွန်တော်တို့အတွက်ထိုက်တန်ရဲ့လားဒါမှမဟုတ်တခြားတယောက်ကိုပဲချတင်သလားခင်ဗျားတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျဒီနေ့အတွက် United ရဲ့အပြောင်းရွှေ့သတင်းကတော့ဒီလောက်ပါပဲနောက်ထပ် Manchester United နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာသတင်းတွေကိုအမြဲစောင့်ကြည့်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်